ရွှေမန်းစီတို့တစ်ခါတစ်ခေါက်ချင်းရောက်စီခြင်းသည်ရုံတော်ပိုက်မြတ်မျိုးရိုးပြအိုးပြည့်စင်ကာယံငါစီမြမစံထန်ဤတရားပါပေသည်ေရောက်စီေရှိရကလောပနာယလာရှုဝဲဆုံးကြီးကျွေးနန်းတော်ရှိစီမြတ်ညူညူတောင်းနှန်းတွေကလည်းဘုံကြီးဆရာမေစီတောင်းတော်သူအောင်ပင်လေရာပြီးဦးကဦးနိုင်မာသည်အထူးပဲအစင်ဖိတ်ခေါ်ပါမစီအယောင်သွားမန်းလေးတောင်တော်သည်တစ်ထောက်နာမီပြင်ဝင်ကျဲကျဲပဝင်းရွယ်မလို့ရှိရတယ်ဟိုမစီအယောင်သွားမန်းလေးတောင်တော်သည်တစ်ထောက်နာမီပြင်ဝင်ကျဲကျဲပဝင်းရွယ်မလို့ရှိရမောင်ရင်မဲကိုဝေးမာစီရီခေမတောင်တော်မဟီအနောက်မြောက်ယွန်းတော်မင်းကိုထိုးစီကိုတွေ့ရမည်အေယာဝတီမြေကြောင်းဆက်ခါနောက်ဖက်မှာရှုကြည့်ကပထိုးစီဒူးရှိစကိုင်းမင်းဝဲမစီအရောက်သွားရောမန်းလေးတောင်တော်သည်တစ်ထောက်နာမီပြင်ဝင်ကျဲကျဲပဝင်းညဝဲမလို့ရှိရမည်ဟိုမစီအရောက်သွားမန်းလေးတောင်တော်သည်တစ်ထောက်နာမီပြင်ဝင်ကျဲကျဲပဝင်းညဝဲမလို့ရှိရမည်မောင်မဲကိုဝေးမာစီရီတခေမတောင်တော်မဟီအနောက်မြောက်ယွန်းတော်မင်းကိုထိုးစီဖူးတွေ့ရမည်အေယာဝတီမြေကြောင်းဆက်ခါနောက်ဖက်မှာရှုကြည့်ကပထိုးစီရီဦးထိုးကြည့်စကိုင်းမင်းဝဲအေယာဝတီမြို့တွင်ညလဲသည်ဝေယံဘုံပမာဏဆောင်သမျှတင်ငါရွှေအောင်ထိန်ဝါဝေပြောင်းအလျံကိုဆောင်မြို့တောင်ဖြာစီမိုင်းမဟာမြတ်မုနီကိုရောဆရာကိုအထူးတွေ့နိုင်ပါ